ကျွန်တော်တို့ဒီနေ့ plan ကတော့ Halong Bay မှာ day cruise စီမှာဖြစ်ပါတယ်။ရွေးချယ်လိုက်တဲ့ cruise ကတော့ Sister အဆင့်ရှိတဲ့ Dolphin Cruise ဖြစ်ပါတယ်။ video အဆုံးမှာတော့အရေးကြီးတဲ့ travel tips လေးနဲ့ကျွန်တော်တို့ခရီးရဲ့အကြမ်းမြင့်ကုန်ကျစရိတ်ကိုဖော်ပြထားပါတယ်။ကျွန်တော်တို့ချိန်ထားတဲ့ tour ကနေမနက်9 နာရီလောက် hotel ကိုလာရောက်ခေါ်ဆောင်ခဲ့ပါတယ်။10 နာရီဝန်းကျင်လောက်မှာတော့ကျွန်တော်တို့ Halong International Cruise Port ကနေပြီး Dolphin Cruise Port တက်ပါပြီ။မနက်7 နာရီခန့်မှာတော့ကျွန်တော်တို့ cruise ပေါ်အရသာရှိတဲ့ seafood buffet ကိုစားဖို့ရောက်ရှိနေပါပြီ။အဲနောက်မှာတော့ကျွန်တော်တို့ Halong Bay မှာရှိတဲ့ကျွန်းတွေကိုတွားရောက်လည်ပတ်မှာဖြစ်ပါတယ်။နိုင်ဝက်ခန့်စီးပြီးတဲ့နောက်မှာတော့ surprise cave လို့ခေါ်တဲ့ Sunsot Cave ကိုရောက်ပါပြီ။ခုထဲကိုဝင်ဖို့အတွက်ခြေလမ်း200ခန့်တော့ရှောက်အောင်ဖြစ်ပါတယ်။တောင်ပေါ်ကနေကြည့်လိုက်ရင် Halong Bay ရဲ့မြင်ကွင်းအရမ်းလာပါတယ်။ဘာလို့ surprise cave လို့ခေါ်တာလဲဆိုတော့ Sunsot ဆိုတဲ့နာမည်ကအံ့အားသင့်ခြင်းလို့အဓိပ္ပာယ်ရပါတယ်။အပြင်ကနေကြည့်လိုက်ရင်တသေးလေးတာမန်လို့ပဲထင်ရပေမဲ့အထဲဝင်လိုက်တာနဲ့အလွန်ကြီးမားတဲ့ကိုခန်းကြီးတွေကိုဖွင့်လှစ်ထားပြီးလှပအံ့မခန်းတဲ့ကြောက်တောင်ပုံစံတွေကိုတွေ့မြင်ရတာကြောင့်ပါ။တနားခွဲလောက်မှာတော့ကျွန်တော်တို့ cruise ပေါ်ပြန်ရောက်ရှိခဲ့ပြီးတော့တခြား island tour တွေကိုမလဲတော့ပဲ cruise ပေါ်မှာပဲဆက်နေဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကတော့ Dolphin Cruise ပေါ်မှာပါဝင်တဲ့ facility တွေပဲဖြစ်ပါတယ်။အလယ်မှာတော့ပူပါတီလုပ်ဖို့အတွက် swimming pool ရှိပါတယ်။အဲဒီရှိမှာတော့ live music အတွက်200 meter square အရွယ်ရှိတဲ့ open air dome stage ကိုပြင်ထားပါတယ်။ညနေ4 နာရီခွဲမှာတော့ live music စတင်ပါတယ်။ညနေ9 နာရီလောက်မှာတော့ Dolphin Cruise ခရီးစဉ်ပြီးဆုံးခဲ့ပါတယ်။ရွေးလိုက်တဲ့ Dolphin Cruise ကမြန်မာ channel အတွက်မယ်ဆိုရင်တယောက်ကို2,300,000 2,000,000 ကျွဲဝင်ချင်ကြပါတယ်။